ရွေးကောက်ပွဲပြီးသွားရင်မြန်မာနိုင်ငံကိုတရုတ်ကပိုင်သွားပါပြီတနည်းပြောရရင်မြန်မာနိုင်ငံရဲ့အနာဂတ်နိုင်ငံရေးခင်းကျင်းမှာတရုတ်ကတဦးတည်းကိုယ်စားလှယ်ဖြစ်သွားတာပါဒါကြောင့်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းနောက်3လအတွင်းမှာလွဲမှားလို့မရတော့တဲ့အချက်2ချက်ပေါ်လာပါတယ်10နှစ်ခွန်စစ်စင်ရေးဟာမြန်မာတော်လှန်ရေးကိုတစ်စစ်ချိုးပြောင်းလဲပေးလိုက်ပြီးစစ်တပ်ရဲ့အရေးနှိမ့်မှုနဲ့အရေးချင်းမရှိမှုတို့ဟာအရှက်တရားမဲ့စွာပေါ်လွင်သွားပါတယ်ရှမ်းမြောက်စစ်စင်ရေးနဲ့တပြိုင်နက်ရခိုင်ပြည်နယ်ဟာလည်းပြည်လုံးကျွတ်လွတ်လပ်ရေးနဲ့နှီးစပ်လာခဲ့ပါတယ်တစ်ဖက်မှာလည်းတော်လှန်ရေးတပ်တွေအားသာလာခဲ့ပေမဲ့တော်လှန်ရေးအလုံးမှာအချင်းချင်းနေရာလူမှုတွေပေါ်လာနိုင်တယ်လို့တရုတ်ကယုံကြည်နေပါတယ်တရုတ်ကြီးကတော့ဒီအတိုင်းဆက်သွားနေရင်အကြမ်းဖက်စစ်တပ်ဟာအမြင့်ပြည့်ယုံတင်မကပဲတရုတ်ပြည်ရဲ့အကျိုးစီးပွားကိုပါအကြီးအကျယ်ထိခိုက်ပျက်စီးမှာကိုကြိုမြင်ခဲ့ပါတယ်ဒါကြောင့်တရုတ်ရဲ့လောင်းရိပ်မကင်းတဲ့ရှမ်းမြောက်ဒေသကိုအကြမ်းဖက်စစ်တပ်စီလွှဲပေးခဲ့ရပြန်ပါတယ်ဒီမှာတည်းကအကြမ်းဖက်စစ်တပ်ရဲ့အသက်ရှူပေါက်တစ်ပေါက်ဖြစ်လာခဲ့ပါတယ်တရုတ်ရဲ့လမ်းညွှန်မှုနဲ့ရွေးကောက်ပွဲကျင်းပပြီးနိုင်ငံရေးတရားဝင်မှုကိုအရယူနေပါတယ်စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုတရုတ်ကထောက်ခံတယ်ဆိုတာတရုတ်ကြီးရဲ့လမ်းညွှန်မှုကိုအကြမ်းဖက်စစ်တပ်ကတသွေးမသိမ်းလှုပ်ဆောင်နေကြောင်းထင်ဟပ်နေပါတယ်ဒါကြောင့်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းနောက်3လအတွင်းမှာမဖြစ်မနေဥတီရမယ့်အချက်2ချက်ကိုပြောပြပေးသွားမှာမို့မနက်ဖြန်ဗီဒီယိုထဲမှာဆက်လက်စောင့်ကြည့်နိုင်ပါတယ်